Morning ကျမဒီနေ့ချင်းမိုင်ရနေပြီးတော့ချင်းမိုင်သွားမယ်ပေါ့နော်ချင်းမိုင်ကိုမနက်8:45ကနဲ့ဘတ်စကားနဲ့တော့မှာပေါ့နော်8:45ဘတ်စကားနဲ့တော့ဟိုဘက်ကို12နာရီခွဲလောက်ရောက်တယ်ပေါ့နော်ချင်းမိုင်လေအဲ့လိုဆိုဒီမှာဒီနေ့ချင်းမိုင်သွားပါပြီကျမနေတဲ့ post ရှိမှာပေါ့နော်ကျမgrab bike ခေါ်တာ grab bike ကိုစောင့်ဒီချင်းမိုင်ဒီမြေလို့အရန်ကောင်းတယ်ချစ်စရာရန်ကောင်းတယ်ကျမ blog ကောင်ကြောင်းသွားလဲဆိုတော့9ရက်လောက်ကြာသွား9ရက်6ရက်လောက်ကြာသွားပါတော့9ရက်6ရက်လောက်ကိုကျမဒီပြောရရင် activity တွေတိတ်မလုပ်ဖြစ်ဘူးဒီ OCD ထဲမှာပဲကျမရှောက်သွားနေတာပေါ့နော်အခုလည်းဆိုတော့ OCD ကချစ်စရာကောင်းတယ်ဆိုတော့လေကျမOCD ထဲမှာပဲလမ်းလျှောက်တယ်ဖျားဝင်ဖူးတယ်ပြီးဟိုဘယ်လိုပြောလဲကော်ဖီဆိုင်ထိုင်နေပေါ့နော်အဲ့လိုမျိုးလုပ်တယ်ဒါပေမဲ့ဒီမှာတောင်းတော့တက်လိုက်တယ်ပေါ့နော်အဲ့ဒါလေးတစ်ခုတော့မြတ်ပေါ့ Okay ချင်းရိုင်းမှာပြန်ပြပါမယ်ဒီမှာဘတ်စကားဂိတ်ကိုတော့ရောက်လာပြီပေါ့နော်ဒီမှာသူကလေဒီချင်းမိုင်ဘတ်စကားဂိတ်ပေါ့နော်ချင်းမိုင်ဘတ်တာမီနယ်3ပေါ့အဲ့တာမီနယ်3မှာသူကဒီကားလာစီရတာပေါ့နော်ကားလာစီရတာကြာတော့လို့ရင်ချင်းရိုင်းသွားမယ်ကားပေါ့နော်ဆိုတော့ဒီဆိုင်မောမှာရှိတဲ့ကားတွေအကုန်လုံးချင်းရိုင်းကားပေါ့နော်လွယ်ပါတယ်ကျမတို့ဟိုဟာအောင်မင်္ဂလာဝေးပြေးမှာလိုမျိုးပဲဟိုကတော့သူကကားဂိတ်တွေနဲ့ပေါ့နော်ဒီမှာကတော့ဒီလိုမျိုးလေးသူကလက်မဝယ်ရတဲ့နေရာတနေရာစီးရတဲ့နေရာတနေရာပေါ့နော်ဒါတွေဒီနေရာကျတော့အကုန်လုံးဟိုဟာတွေကြီးပဲကားစိုက်တဲ့နေရာပေါ့နော်အခုချင်းမိုင်ရောက်တယ်12နာရီခွဲမှာပါချင်းမိုင်ရောက်ပြီပေါ့နော်ဒီမှာကျမဆိုင်ကဟိုဟာ grab bike ခေါ်ရတာမလာသေးလို့စောင့်နေရ grab bike ကဒီကနေပြီးတော့ဒီချင်းရိုင် bus terminal 1ပေါ့နော်အဲ့ bus terminal 1ကနေပြီးတော့ကျမနေမဲ့ hostel ကိုမှားတာ19ဘတ်ပဲပြရတယ်ဆိုတော့တန်တယ်လို့ပြောမှာပေါ့နော်ကျမနေတဲ့ hostel က downtown လို့တော့ပြောတယ် city center လို့တော့ပြောတယ်ဒါပေမဲ့ဟုတ်မဟုတ်တော့ကျွန်တော်မသိသေးဘူးမရောက်သေးတဲ့ခါကျတော့လေဒါချင်းမိုင်မှာကျမနေတဲ့ TT hostel ပေါ့နော်ဒီကလေကားဝင်တဲ့နီလေးသီလား9မိနစ်လောက်ရှောက်လိုက်ရင်ရောက်တယ်နော်ကျမမသိဘဲနဲ့လေဟိုဆိုင်ကငှားလိုက်တာအများကြီးတော့မပြရပါဘူး19ဘတ်ပဲပြရတယ်ပေါ့နော်သူကတညကိုဘတ်200ပေါ့နော်ဘတ်200ကို breakfast ပါတယ် simple breakfast ပေါ့နော်။ coffee ပါတယ်ဆိုတာတွေမစိုးဘူးပေါ့နော်။ဘာဖြစ်လဲဆိုတော့ကျမဟိုလုပ်လို့ရcoffee ဘို့တက်တာပေါ့နော်။အဓိကလေဒါတော့သူတို့ရဲ့ dining room ပါဒီဒါကဘတ်200တဲ့အခန်းမှာအဲ့ကောင်မရှိဘူး fan နဲ့ပေါ့နော်ဒီလို private room လေးရှိရဆိုတော့မစိုးဘူးပေါ့နော်
hostel တွေကများသောအားဖြင့်ပေါ့နော်ဒီလို private ထက်ဒီလိုအခန်းကြီးထဲမှာစုနေရတာများတာပေါ့နော်ဒီလောက်ဈေးဆိုလို့ရှိရင်ဒီလို private ခံနေရတယ်ဆိုတော့မစိုးလို့ပြောလို့ရပါဘောနော်